ဒါကျွန်တော်ရုံးသွားမယ်ဘလို့ပေါ့နော်ဒါအခုဆိုရင်တော့ကျွန်တော်အိမ်ရနေစားထွက်ပါပြီကားဝတ်တက်ပြီးတော့အင်ဂျင်ပေါ်အောင်ကျွန်တော်ကားဆက်နှုတ်နေပါတယ်အခုကျွန်တော်ဒါအာစီတူရဲ့ကျွန်တော်စဝင်လာတာပေါ့နော်အာစီတူရဲ့ကျွန်တော်စဝင်ပြီးတော့အာစီတူဒီဘက်နောက်တော့ကနေပြီးတော့ကျွန်တော်ရောင်းဝယ်စင်တာဝင်နေရတာပါကျွန်တော်တို့ဒီရန်ကုန်ရေးစင်လမ်းဒီပြည်လမ်းကိုဖြတ်တက်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီ RC2 ကအနည်းဆုံးလမ်းတစ်ခုပေါ့ traffic အနည်းငယ်ဖြတ်ပြီးတာ ਨੇ ကျွန်တော်ဒီပြည်လမ်းပေါ်ရောက်ပါပြီကျွန်တော်ပြည်လမ်းကဟိုမနက်စောပိုင်းဒီကျွန်တော်တို့9နာရီခွဲကနေပြီးတော့ကျွန်တော်တို့10နာရီကြားရဲဆိုလို့ရှိရင် traffic ကတော်တော်လေးဘယ်လိုပြောမလဲအရင်ကြက်နေတဲ့ထဲတော့မပါဘူးကျွန်တော်ဒီကနေအင်းရလမ်းအကြီးပါပေါ့ဒီကံမောင်ကျော်ကနေပြီးတော့အင်းရလမ်းဘက်ကိုကျွန်တော်ကိုယ်မှာဖြစ်ပါတယ်အခုမြင်တဲ့အတိုင်းပဲကျွန်တော်တို့ traffic အရင်မရှိပါဘူးမိုးအုံနာဒါမို့တောက်ကြနေမလို့လားမသိဘူးပေါ့နော်မနက်ခင်းဒီလက်ဆက်ပါတယ်တနေ့ကအလုပ်လုပ်ဖို့လာအားထုတ်ရပါတယ်ကျွန်တော်ဘို့လောစတာအရင်ကမှရှိရောက်ပါတော့မယ်ဒါကိုကျွန်တော်အရင်လမ်းထဲကိုစောင့်ဝင်လာတာပေါ့နော်အရင်လမ်းထဲကိုကျွန်တော်ရောက်ပါပြီအရင်လမ်းနေမှာကျွန်တော်အရင်လမ်းတောက်လျှောက်ကိုဓမ္မစရီလမ်းကိုတက်သွားပါတယ်ဓမ္မစရီလမ်းနေမှာကျွန်တော်အခုဆိုရင်ဓမ္မစရီလမ်းကိုရောက်ပါသေးတယ်ကျွန်တော်မျိုးသမီးဝင်ဖို့ပါမျိုးသမီးရောရောက်ပါပြီ for book ရှိလို့ပါကျွန်တော်မျိုးသမီးရောကနေမှာတစ်ဆင့်ရှိလို့ဘုရားလမ်းတိုင်းကျွန်တော်မျိုးတဲ့ကျွန်တော်တို့ဘောကမက်တွေကိုကျွန်တော်တော့ခေါ်ပါပါပေါ်ရညလမ်းပတ်ပါရောက်ပါပြီလောဘောကမက်တွေပါကျွန်တော်တို့စူးလေးရနေကျွန်တော်တို့ဒီဘက်ပိုချုပ်ကနေပေါ့နော်ကျွန်တော်တို့ဒီဘက်ဘာပဲမလားလမ်းတဲ့ကိုကျွန်တော်ရောက်ပြီးတော့ယူဟာလင်းတရားကိုကျွန်တော်ရောက်ပါပြီမနက်ခင်းလေးအရင် fresh ဖြစ်ပါတယ်ရုံရောက်ပါပြီခင်ဗျာကျေးဇူးတင်ပါတယ်